လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုယ်စီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်များရဲ့မိမွေးစကားရှင်မစင်သိတာဘူကောင်ဖက်ကပွင့်ဒီရဲ့ဖေရှောင်းမပဲဘူးဟေးရေကောင်တော့ထွန်းလုံးဘူးပဲစာဒီတွေစာဒီမှာကဲဟဲ့ရေကောင်ဆိုတော့ကမာတွေဆွဲမလျှော့နဲ့ဟေးပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်ထိုးကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကမ္ဘာလာ